ရွာလေးရဲ့အစွန်မှာရှေးဟောင်းကျောင်းတစ်ကျောင်းရှိပါတယ်။ဒီကျောင်းဟာနှစ်ပေါင်းရာနဲ့ချီသက်တမ်းရှိပြီးရွာသားတွေကဒီကျောင်းကိုတရေကျောင်းလို့ခေါ်ကြပါတယ်။ညဘက်တွေမှာဒီကျောင်းကနေငိုတံတွေအော်တံတွေကြားရတတ်ပြီးတခါတလေမီးတွေလည်းထွန်းလင်းနေတတ်ပါတယ်။ဒါပေမဲ့ဘသူမှဒီကျောင်းထဲကိုဝင်ဖို့မဝင်ကြပါဘူး။တညမှာတော့ရွာထဲကလူငယ်တစ်ယောက်ဖြစ်တဲ့မောင်မောင်ဟာတငယ်ချင်းတွေနဲ့လောင်းကစားရင်ဒီကျောင်းထဲဝင်ပြီးတညလုံးနေမယ်လို့စိန်ခေါ်လိုက်ပါတယ်။တငယ်ချင်းတွေကမဖြစ်နိုင်ဘူးလို့ပြောပေမဲ့မောင်မောင်ကဇွဲကြီးကြီးနဲ့ကျောင်းထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မောင်မောင်ကျောင်းထဲဝင်ပြီးမိနစ်အနည်းငယ်အကြာမှာညသန်းခေါင်အချိန်ရောက်လာပါတယ်။ရုတ်တရက်လေတိုက်တံတွေပြတင်းပေါက်တွေခောက်တံတွေကြားလာရပါတယ်။မောင်မောင်ကြောက်လန့်သွားပေမဲ့သူ့စိတ်ကိုခိုင်မာအောင်ထိန်းထားပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းရဲ့ထောင့်တနေရာကနေလူတစ်ယောက်ပေါ်လာပါတယ်။ဒါပေမဲ့သူ့မျက်လုံးတွေကမှိတ်ထားပြီးမျက်နှာကဖြူဘက်ဖြူတော်နဲ့ကြောက်စရာကောင်းနေပါတယ်။သူ့လက်ထဲမှာမီးအိမ်လေးတစ်လုံးကင်ထားပြီးသူ့ဘေးမှာကလေးငယ်တစ်ယောက်ရဲ့အတန်ကိုကြားရပါတယ်။မောင်မောင်ကြောက်လန့်သွားပေမဲ့သူ့ကိုဘာမှမလုပ်ပဲမျက်မမြင်တရေကသူ့ဘေးကဖြတ်သွားပါတယ်။သူ့နောက်ကိုလိုက်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေပွင့်လာပြီးမျက်ရည်တွေကျနေတာကိုမြင်ရပါတယ်။နောက်နေ့မနက်မှာရွာကြီးအုပ်ဦးဘကြီးကမောင်မောင်ကိုဒီတရေအကြောင်းပြောပြပါတယ်။ဒီတရေဟာအရင်ကရွာကဒေါ်မြရင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ပါ။သူမဟာသူ့ကလေးငယ်ကိုဆုံးရှုံးပြီးနောက်စိတ်ဒဏ်ရာရသွားပါတယ်။ကလေးငယ်ကိုပြန်ရဖို့မော်ပညာတွေလုပ်ခဲ့ပေမဲ့မအောင်မြင်ပဲကိုဝန်ဆောင်နေစဉ်သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ဝိညာဉ်ဟာကလေးငယ်ကိုရှာဖွေနေပြီးညသန်းခေါင်အချိန်မှာကျောင်းထဲမှာလှည့်လည်နေတာပါ။သူမဟာမျက်မမြင်တရေဖြစ်ရတာကကလေးငယ်ကိုမမြင်ရတဲ့အတွက်ဝမ်းနည်းပြီးမျက်လုံးတွေမှိတ်ထားရတာပါ။မောင်မောင်ဟာဒေါ်မြရင်ရဲ့ဝိညာဉ်ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့ကလေးငယ်ကိုရှာဖွေပြီးသူမရဲ့ဝိညာဉ်ငြိမ်းချမ်းစေဖို့ဆုတောင်းပေးခဲ့ပါတယ်။ဒီနေ့အထိဒီကျောင်းဟာတရေကျောင်းအဖြစ်ကျန်ရှိနေပေမဲ့ဒေါ်မြရင်ရဲ့ဝိညာဉ်ဟာငြိမ်းချမ်းသွားပြီလို့ယုံကြည်ကြပါတယ်။